တွေ့တာသူတော့ရှိပါတယ်ตายရတဲ့ဘဝတစ်ခုစောက်ရန်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်နေတော့တနေ့ရတော့တစ်စုံတစ်ခုသောအကြောင်းနဲ့ပြဲသွားမြဲမယုံကြည်နိုင်လောက်အောင်အခြေအနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါအတွက်လည်းမရဲချေရတယ်လက္ခဏာဆရာကပြောတဲ့မေရဲ့နှလုံးသားညောင်းမှကြုံခနေတယ်မိမနဲ့ပတ်သက်လာရဲ့အမြဲတမ်းပဲကန်ဆိုးနေမယ်အခမသိရဲ့အချစ်ရဲ့အတွက်ကိုတောင်းရန်ရှာလိမ့်မယ်မြတ်ကမ်းသမား